မတော်တရားမည်တရားဆွေရာမြို့နွယ်သာမတော်တရားမည်တရားဆွေရာမြို့နွယ်သာမတော်တရားမည်မေတော်အသက်ပိုင်းခြားတဲ့မပြည့်တရားမည်မေတော်အသက်ပိုင်းခြားတဲ့မပြည့်တရားမည်အဲ့ဒါကြည်ရင်ငါဆိုလို့ခေါ်တယ်နံပါတ်1ခွေးတို့စာပေလို့ပြောရင်ကာလတဲ့ကာလဆိုတာအချိန်ကာလကိုကြည့်ရတယ်လူတွေရဲ့အသိဉာဏ်အောက်မှာလည်းမဖြစ်ရဘူးတသိဉာဏ်အထက်လည်းမဖြစ်ရဘူးတရားတန်းအောက်လည်းမဖြစ်ရဘူးအဲ့ဒါကိုကြည့်ရတယ်အချိန်ကာလကြည့်တော့အခုကတသိဉာဏ်ဆိုတော့ဒါဘုရားရှိခိုးလို့တရားတန်းအောက်ဆိုရင်လည်းဘုရားမပွင့်ဘူးတဲ့